ရေခဲမုတ်တွေပဲရှိတဲ့ကဘာတစ်ခုမှာကော်ရေခဲမုတ်တွေတစ်ခုဟာလမ်းဖြတ်ကူးဖို့စောင့်နေပါတယ်။လမ်းကူးမဲ့လုတ်တိုင်းကားတွေကတစီးပြီးတစီးလာနေတာကြောင့်ဒုက္ခများမကူးရပဲလမ်းဘေးမှာပဲရက်ဆောင်နေရရှာတယ်။အဲ့ဒီအချိန်မှာတခြားရေခဲမုတ်၃ခုကတော့လမ်းပေါ်မှာပျော်ပျော်ပါးပါးကခုန်နေကြပါတယ်။အဲ့ဒီနားကိုကောင်းလေးတစ်ယောက်ရောက်လာပြီးချောကလက်တောက်ရေခဲမုတ်ကိုယူစားပြီးတော့မြေကြီးပေါ်ပစ်ချလိုက်ပါတယ်။ဘေးကရေခဲမုတ်ကသူ့တငယ်ချင်းကိုပြန်ထားဖို့ဝိုင်းကူပေးပေမဲ့မထနိုင်တော့ပါဘူး။အဲ့ဒီလိုနဲ့သူ့တငယ်ချင်းတေဆုံးသွားတာကိုမြင်လိုက်ရတဲ့နောက်ထပ်ကွန်ရေခဲမုတ်လေးဟာအရန်ဝမ်းနေပြီးငိုလိုက်တာကြောင့်သူ့ဘော်ကရေခဲမုတ်တွေပါအကြီးပြောကျသွားပါတယ်။အဲ့ဒီနောက်မှာတော့သူဟာကြောက်လန့်တကြားနဲ့ကိုတနတ်နဲ့ပြစ်ပြီးအဆုံးစီရင်သွားခဲ့ပါတယ်။ရေခဲမုတ်နှစ်ခုစလုံးတေဆုံးနေတာကိုမြင်တော့ရေခဲမုတ်ရဲသားတွေရောက်လာပါတော့တယ်။သူတို့ကအခင်းဖြစ်တဲ့နေရာကိုစစ်ဆေးပြီးဘာဖြစ်တာလဲဆိုတာကိုစဉ်းစားနေကြတယ်။အဲ့ဒီအချိန်မှာတေဆုံးသွားတဲ့ရေခဲမုတ်ဘော်ကတုတ်ချောင်းလေးကဖြည်းဖြည်းချင်းပြန်ထလာပါတယ်။ရဲတွေကိုမြင်တော့သူကတနတ်နဲ့အလစ်ပစ်ဖို့ကြိုးစားပေမဲ့ရဲတွေကတနတ်နဲ့ဝိုင်းချိန်ပြီးသူ့ကိုဖမ်းဆီးလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းတေဆုံးသွားတဲ့သူ့တငယ်ချင်းနှစ်ယောက်ရဲ့ဓာတ်ပုံကိုကြည့်ပြီးကြံရစ်တဲ့ရေခဲမုတ်လေးကအရန်ကိုဝမ်းနေနေရှာတယ်။သူဟာဝမ်းနေပန်းနီးနဲ့ကားမောင်းလာရင်ဘေးကနေရေခဲမုတ်ကားတစ်စီးဖြတ်သွားတာကိုမြင်လိုက်ရတယ်။အဲ့ဒီကားပေါ်မှာရေခဲမုတ်တွေအများကြီးပျော်ပျော်ပါးပါးကခုန်နေကြတာကိုမြင်တော့သူလည်းဝမ်းနေတာတွေမေ့ပြီးလမ်းကိုဂရုမစိုက်ပဲလိုက်ကပါတော့တယ်။အဲ့ဒီအချိန်မှာပဲအစောကလေးကလမ်းကူးဖို့စောင့်နေတဲ့ကွန်ရေခဲမုတ်လေးကလမ်းဖြတ်ကူးဖို့ကြိုးစားလိုက်တဲ့အခါကားမောင်းရင်ကခုန်နေတဲ့ရေခဲမုတ်ရဲ့ကားကသူ့ကိုဝင်တိုက်မိပါတော့တယ်။ကွန်ပေါ်ကရေခဲမုတ်တွေဟာကားမှန်ပေါ်ကိုဆင်းထွက်သွားပါတယ်။ကားမောင်းတဲ့ရေခဲမုတ်ကမှန်တုတ်တန်နဲ့တုတ်ဖို့ကြိုးစားပေမဲ့မပြောင်းတဲ့အပြင်ရှေ့လမ်းကိုလည်းမမြင်ရတော့ပါဘူး။နောက်ဆုံးမှာတော့အဲ့ဒီကားဟာရှေ့ကလာတဲ့ရေခဲမုတ်ကားကြီးကိုအရှိန်နဲ့ဝင်တိုက်မိပြီးရေခဲမုတ်ကားကြီးလဲကျသွားပါတော့တယ်။ကားထဲမှာပါလာတဲ့ရေခဲမုတ်တွေအကုန်လုံးလမ်းပေါ်ပြန့်ကျဲသွားပြီးကြောက်လန့်တကြားအော်ဟစ်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲចောင်းကားတစ်စီးရောက်လာပြီးကလေးတွေအများကြီးထွက်လာကြပါတယ်။ကလေးတွေဟာလမ်းပေါ်ကရေခဲမုတ်တွေကိုကောက်ပြီးအငမ်းမရစားကြပါတော့တယ်။လမ်းဘေးကကွန်ရေခဲမုတ်လေးလည်းကြောက်လန့်ပြီးတုန်ရင်နေပေမဲ့ကောင်လေးတစ်ယောက်ကသူ့ကိုလည်းကောက်စားလိုက်တာကြောင့်ရေခဲမုတ်တွေအားလုံးတေဆုံးကုန်ပါတော့တယ်။တစ်ဖက်မှာတော့ရဲတွေဟာအစောကရေခဲမုတ်တုတ်ချောင်းလေးကိုပဲတရက်ခံလို့ထင်ပြီးထောင်ထဲထည့်လိုက်ကြပါတယ်။အဲ့ဒီတုတ်ချောင်းလေးကတော့ထောင်ထဲမှာတယောက်တည်းပျော်ပျော်ပါးပါးတချင်းဆူနေပါတော့တယ်။